တင်ပြီးအမေရဲ့နိုးရဆက်တန်ဖို့ကိုသိတယ်လို့အဖေရဲ့ချွေးရဆက်တန်ဖို့ကိုလည်းသိရတယ်။ဒါကြောင့်မို့ဖေဖေမေမေကတော့လေငငယ်လေးကလေးကသပင်ကိုဆွဲမှုတယ်ရင်မကြီးကိုပိတ်ခံမှုတယ်ကြီးနာတော့ပြန်လဲအောက်ပြေးဖို့တယ်ဝစီပြပြောမနောကာယသုံးပြတော့အပြစ်များရှိရင်ဖေဖေမေမေသားတို့အားခွင့်လို့ပါလို့ဦးချရှိခိုးကတော့တဲ့နေရာမှာမိသားစုကတော့ဘယ်နဲ့ကတော့ကြဆိုသုံးခုကတော့ပါမရှိခဲ့ပြီ